မိသားစုမရှိတဲ့ကောင်မလေးတယောက်အတွက်ဒီလောကမှာယုံကြည်လို့ရတဲ့သူဆိုတာတငယ်ချင်းကောင်လေးတယောက်ပဲရှိတယ်။သူမကအမြဲတမ်းကိုတယောက်ထဲနေရတာကိုလေ့လာထားပြီးမယ်။တညီမနဲ့နေရောင်နူးနူးလေးပြတင်းပေါက်ကဝင်လာတဲ့တာယာလှပလည်းမနဲ့ခင်းတစ်ခုမှာသူမထားလို့မရနိုင်အောင်နေမကောင်းဖြစ်သွားခဲ့တယ်။ခေါင်းမူကိုလက်မလုံနိုင်ကြောက်စိတ်တွေကြမှာသူမရဲ့ဖုန်းထဲမှာခေါ်လို့ရတဲ့နံပါတ်တစ်ခုတည်းကိုပဲလက်တုံတုံနဲ့ဖုန်းခေါ်လိုက်တယ်။ကောင်လေးကအချိန်လေးကိုတီးသွားတဲ့အချိန်မနှောင်းနေပဲချက်ချင်းလာကူညီခဲ့တယ်။ရေတိုက်ပေးအနားယူစေစိတ်မပူဖို့ပြောပေးတယ်။အဲ့ဒီအခိုင်အတန်းမှာသူမဟာငါတယောက်တည်းမဟုတ်တော့ဘူးဆိုတဲ့လုံခြုံမှုကိုပထမဆုံးအချိန်ခံစားလိုက်ရတယ်။တငယ်ချင်းဆိုတဲ့နေရာကနေနားလည်မှုစောင့်ရှောက်မှုတွေကမတိမတာအချစ်အဖေပြောင်းလဲသွားခဲ့တယ်။အဲ့ဒီမနက်ခင်းကသူမအတွက်နေမကောင်းတဲ့နေမဟုတ်တော့ပဲဘဝတစ်ခုလုံးပြောင်းသွားတဲ့နေဖြစ်လာခဲ့တယ်။အထီးကျန်မှုနားကျင်မှုနဲ့ချစ်ချင်းတွေကြားကနေဘဝအတိတ်ပဲကိုမြင်စေတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။